ကြာတာပေးသားသမီးတွေခဏလောက်ကြည့်ပေးပါ2026မြန်မာနှစ်သစ်ဟာကြာတာပေးသားသမီးတွေအတွက်ကံကြမ္မာစက်ဝန်အသစ်တစ်ခုလှည့်ပတ်မှနှစ်ဖြစ်ပါတယ်ကြာတာပေးသားသမီးတွေကဒါအမြဲတမ်းသင်ယူလေးလာတဲ့သူတွေဖြစ်လို့ဒီနှစ်မှာမိတ်ဆွေရဲ့အသိပညာတွေကတွေတခြင်းမထင်မှတ်ထားတဲ့အောင်မြင်မှုတွေဒါရလာတော့မှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရင်ဒါမိတ်ဆွေရဲ့ကံစားတာကိုပုံမမြင့်မားစေမယ်ကြတရားကိုပါဒါသိရမှာပါဒါကြောင့်အခုကြည့်နေမိတ်ဆွေကကြာတာပေးသားသမီးဆိုရင်တခြားမိတ်ဆွေကြာတာပေးသားသမီးတွေလည်းဒီဗီဒီယိုကိုမြင်တွေ့နိုင်အောင်အများမြင်အောင် like share comment ရေးခြင်းဖြင့်ဒါပြန်လည်မျှဝေပေးခဲ့ပါခင်ဗျာကြာတာပေးသားသမီးများအတွက်ဒါတစ်နှစ်စာတာတော်နမိတ်ကိုဒါဟောသားပေးမှာဖြစ်ပါတယ်ခင်ဗျာကြာတာပေးသားသမီးများနဲ့လောက်ကင်ဘတ်မှာဆိုရင်ဒါပထမဆုံးအနေနဲ့ကြာတဲ့တာတော်နမိတ်မှာဆိုရင်ဒါကံကြမ္မာစက်ဝန်ကတ်တွေကြာတော့ပါတယ်ကံကြမ္မာစက်ဝန်ကတ်ကြာတဲ့အတွက်ကြာတာပေးသားသမီးတွေကဒီဒါဟာကံကြမ္မာအပြောင်းလဲကိုဒါပြတဲ့နမိတ်ဖြစ်တယ်ကြာတာပေးသားသမီးတွေဒီနှစ်မှာအလောက်အကင်တွေနေရာပြောင်းတာနေပယ်တစ်တွေကိုဒါရောက်သွားတာမျိုးတွေဒါဖြစ်တတ်ပါတယ်ဒါအလောက်ပြောင်းရတာတွေနေရာတစ်တစ်ခုကိုရောက်သွားတာတွေဒါဖြစ်တတ်ပါတယ်အဲ့ဒီအပြောင်းလဲကားတွေကပဲဒါမိတ်ဆွေအတွက်ဒါပိုကောင်းတဲ့အခွင့်အရေးတွေကောင်းတဲ့အခွင့်အလမ်းတွေကိုဒါယူဆောင်လာပြီးမှဖြစ်ပါတယ်ခင်ဗျာကံကြမ္မာကကြာတာပေးသားသမီးတွေဘက်မှာဒါရှိနေတဲ့အချိန်ကာလတစ်ခုဖြစ်တယ်အောက်တကအနေနဲ့ဒါကြာတာပေးသားသမီးတွေကြာတဲ့ကတော့ဒါဓမ္မဆရာကကြာတယ်ဓမ္မဆရာကကြာတဲ့အတွက်ဒါဟာကြာတာပေးသားသမီးတွေရဲ့ဒါလူကြီးသူမတွေရဲ့အကူအညီကိုဒါရရှိမှနမိတ်ကိုပြပါတယ်အမြဲတမ်းသင်ယူလို့စိတ်ရှိနိုင်ယူလို့စိတ်ရှိတဲ့ကြာတာပေးသားသမီးတွေကိုထောက်ပံ့ပေးမဲ့သူတွေကူညီမဲ့သူတွေပေါ်လာမယ်ဆရာကောင်းသမားကောင်းတွေပေါ်လာမယ်သင်တန်းအသစ်တွေတက်တာပညာရပ်အသစ်တွေလေးလာတာညတွေတရှင်ကြာတာပေးသားသမီးရဲ့နာမည်ကုန်းတဲ့င်းကဒါဒူအများကြားမှာပုံမထင်ပေါ်ကြော်ကြားတောက်ပလာပါလိမ့်မယ်ခင်ဗျာနောက်တစ်ခါနေနဲ့ဒါကြာတာပေးသားသမီးတွေကြာတယ်ဒါယတိကကြာလာတဲ့အတွက်ကြာတာပေးသားသမီးတွေကဒါတတိထားမှာရှိပါတယ်ဒါတတိထားမှာတော့ဒါအထီးကျန်ဆန်မှုကိုဒါတတိထားပါမယ်ကိုကအလုပ်တွေများတာကိုကပညာရပ်တွေလေးလာတဲ့ခါကျရင်ဒီဘေးပတ်ဝန်းကျင်ကလူတွေကိုဒါအချိန်မပေးနိုင်မယ်ကိုကမေးရောနေတတ်တယ်အလုပ်တွေစိတ်ဖိစီးမှုများတဲ့ခါကျရင်တခါတလေမှာကိုဒါအချိန်ပေးဖို့ချိန်ပေးတာကောင်းပြီမဲ့ဒါလူမှုဆက်ဆံရေးမှာတော့ကိုရဲ့အနီးနားရှိတဲ့မိတ်ဆွေတငယ်ချင်းတွေကိုဒါအချိန်မပေးပဲပြစ်တာဟာဒါလိရှုတာဟာဒါမကောင်းပါဘူးခင်ဗျာဒါကြောင့်မိတ်ဆွေရဲ့ဘေးနားမှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေကိုဒါချစ်ရတဲ့မိတ်ဆွေတငယ်ချင်းဒါမိသားစုတွေကိုဒါအချိန်လေးပေးပါပေးသားသမီးတွေညီမနှစ်ဆန်းတရက်နေ့ကနေစပြီးတစ်နှစ်တန်လောက်ကံပွင့်လက်ပွင့်စီပြီးဒါကောင်းသောကံတွေအမြဲရရှိစေဖို့အတွက်ဒါပြုလို့အမှရတရားအနေနဲ့ညီမနှစ်ဆန်းတရက်နေ့မှာဖျားမှာဂန်းကုံညွန့်19ညွန့်ကလှူပေးပါပြီးရင်မိမိရဲ့ဆရာသမားဓမ္မဟုတ်မိဘတွေကိုကတော့ပြီးဒါဆုတောင်းပါဒါအပြင်ကျောင်းသုံးစာအုပ်ဒါမှမဟုတ်စာရေးကလိယာတွေကိုဒါကလေးငယ်တွေကိုဒါလှူဒန်းပေးပါဒါဟာကြာတာပေးသားသမီးတွေရဲ့ပညာရေးကံနဲ့အောင်မြင်မှုကိုဒါပုံမခိုင်မြဲစေပါတယ်ခင်ဗျာဒီဟောစရန်လေးကိုဒါယုံကြည်တယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့ကွန်မန့်အောက်မှာဒါကံကောင်းပြီးလို့ဒါမှန်းခဲ့ပေးပါတခြားမိတ်ဆွေကြာတာပေးသားသမီးတွေလည်းဒီဗီဒီယိုကိုမြင်တွေ့နိုင်အောင်ဒါအများမြင်အောင် like share လုပ်ခြင်းဖြင့်ဒါကုသိုလ်ယူသွားပါခင်ဗျာအားလုံးပဲနှစ်သက်မှာလူရဆန္ဒတွေဒါပြေဝကြပြီးစီးပွားလက်လက်ပန်းများတိုးပွားကြပါစေခင်ဗျာ